မြန်မာအာဏာသိမ်းစစ်ကောင်းဆောင်အနေနဲ့လက်ရှိအခြေအနေမှာရှေ့မတိုးတာနောက်ဆုံးမရဖြစ်နေတဲ့အခြေအနေဖြစ်နေပြီးရွေးကောက်ပွဲထွက်ပေါက်ကလည်းအသွားနှစ်ဖက်နဲ့ဓာတ်သွားလို့သူ့အတွက်အန္တရာယ်ရှိနေတယ်လို့ ICG ပဋိပက္ခလေးလာရေးအဖွဲ့ကသုံးသပ်ထားပါတယ်။တစ်ဖက်မှာလည်းပဋိပက္ခဖြေရှင်းရေးနိုင်ငံတကာချင်းကပ်မှုတွေကအဖြစ်ထွက်ဖို့အားနည်းနေတာကိုလည်းထောက်ပြထားပါတယ်။မေလ18ရက်နေ့ကပြုလုပ်ခဲ့တဲ့ International Crisis Group ICG နိုင်ငံတကာပဋိပက္ခလေးလာရေးအဖွဲ့အွန်လိုင်းဆွေးနွေးပွဲသုံးသပ်ချက်တွေကိုတော့ကိုငင်းချမ်းအေးကစူးစီးတင်ပြပေးမှာပါ။မြန်မာနိုင်ငံမှာစစ်တပ်ကစတင်သူတွေကိုဖိနှိပ်ကြမ်းဖက်မှုတွေတိုးလှုပ်လာနေပေမဲ့တော်လှန်ရေးအင်အားစုတွေဘက်ကဆက်ပြီးပြင်းပြင်းထန်ထန်ခုခံနေဆဲဖြစ်လို့ပဋိပက္ခအရှိန်ရော့ကျသွားဖို့မရှိဘူးလို့နိုင်ငံတကာပဋိပက္ခလိလာရေးအဖွဲ့ International Crisis Group ICJ ကလိလာသူတွေကသုံးသပ်ပါတယ်စစ်တပ်ဟာနောက်ကျောင်းလဲပြန်မလှည့်နိုင်ရှေ့လဲမတိုးတာအခြေအနေနဲ့ရင်ဆိုင်နေရပြီးစစ်ကောင်းဆောင်အနေနဲ့ထွက်ပေါက်ပြောက်နေတယ်လို့ ICJ ရဲ့မြန်မာနိုင်ငံဆိုင်ရာအကြီးတန်းအကြံပေး Richard Hose ကဒီဆွေးနွေးပွဲမှာသုံးသပ်ပါတယ် Elections are a double-edged sword for him. He wants them to move forward and show that, you know. ရွေးကောက်ပွဲကအသွားတစ်ဖက်ပါတယ်ဒါလို့ပဲသူ့အတွက်အန္တရာယ်ရှိပါတယ်ရှေ့ဆက်သွားပြီးရွေးကောက်ပွဲလုပ်စစ်တပ်ကအနိုင်ယူဖွဲ့စည်းပုံနဲ့အုပ်ချုပ်တဲ့ပုံစံမျိုးလုပ်ချင်ပေမဲ့တစ်ဖက်မှာလည်းရွေးကောက်ပွဲကသူ့အာဏာတည်မြဲရေးအတွက်အန္တရာယ်ဆိုတာသူသိနေပါတယ်ဒါကအတိုက်ခံဒီမိုကရေစီအင်အားစုတွေနိုင်သွားမှာကြောင့်ဆိုတာမျိုးမဟုတ်ပါဘူးစစ်တပ်ကဒါမျိုးဖြစ်ခွင့်ပေးမှလည်းမဟုတ်ပါဘူးဘာကြောင့်သူ့အတွက်အန္တရာယ်ရှိသလဲဆိုတော့စစ်တပ်ထဲမှာအခြားစစ်ဗိုလ်ချုပ်ကြီးတွေကအခွင့်အရေးကိုစောင့်နေကြတာပါဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အကန့်အသတ်မရှိဆက်လက်အုပ်ချုပ်မှာမျိုးကိုသူတို့လူလားခြင်းမှလူလားမှာပါသူ့ကိုစစ်တပ်ထဲမှာကြိုက်လာကြီးရဲ့မဟုတ်ပါဘူးတပ်ထဲမှာသူ့ကိုလူကြိုက်များထောက်ခံတာမျိုးမရှိလာပါဘူးတပ်ထဲမှာအာဏာသိမ်းစစ်ကောင်းဆောင်ကိုမဟာဗျူဟာကြကြစဉ်းစားတွေးခေါ်လှုပ်ဆောင်တတ်တဲ့ခေါင်းဆောင်ကောင်းဖြစ်မရှိမြင်ကြပဲသူ့ရဲ့စွမ်းဆောင်ရည်ခိုင်မာပြတ်သားမှုနဲ့ဆုံးဖြတ်နိုင်စွမ်းတွေပေါ်တန်တရားရှိကြတယ်လို့ Richard Hose ကထောက်ပြပါတယ်။တစ်ဖက်မှာလည်းဆရာနာသိန်းစန့်ကျင်ရေးအင်အားစုတွေဘက်မှာမြို့သားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေတိုင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာညီညွတ်တဲ့အင်အားစုကြီးတရက်တိစောက်နိုင်မှုကစိန်ခေါ်မှုတွေရှိနေတယ်လို့ ICJ ကလေ့လာသူတွေကရှုမြင်ပါတယ်။ຫນွေဦးတော်လှန်ရေးမှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ရပ်တည်ချက်ပေါ်တက်ရောက်မှုကအကြောင်းအရာအချက်တော်များများပေါ်မူတည်နေတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ဩဇာတက်ရောက်မှုစစ်အုပ်စုဘက်ကနိုင်ငံရေးစီးပွားရေးအပေးအယူလုပ်နိုင်မှုဖွဲ့အသီးသီးရဲ့နိုင်ငံရေးရည်မှန်းချက်နိုင်ငံရေးယဉ်ကျေးမှုစတာတွေအပြင်အရင်ကအသိမှတ်ပြုမှုနည်းပေမဲ့အလေးထားသတိပြုစရာကောင်းတာကတိုင်းသားအုပ်စုတွေရဲ့အခြေခံလူထုအတန်ကသူတို့ရဲ့လက်နက်ကိုင်အဖွဲ့တွေပေါ်တက်ရောက်နေတယ်လို့ ICC အဖွဲ့ကတိုင်းသားရေးစောင့်ကြည့်လေ့လာသူအကြီးတန်းအတိုင်ပင်ခံ Thomas King ကပြောပါတယ် And I think this has been quite evident with the TNLA, for example, that's a national တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNLA မှာဆိုရင်ဒါကထင်ရှားပါတယ်။တော်လန်ရေးမှာကူညီဖို့အခြေခံလူထုကဖိအားပေးတယ်။ဒါပေမဲ့တရုတ်နိုင်ငံကဘယ်လိုတုံ့ပြန်မလဲဆိုတာစိုးရိမ်လို့ဒီလိုထောက်ခံကူညီနေတာကိုလည်းပေါ်ပေါ်ထင်ထင်မပြပါဘူး။ဒီလိုကြားမှာရပ်တည်နေတဲ့အဖွဲ့တွေကိုအလေးကစောင့်ကြည့်ဖို့လိုမယ်ထင်ပါတယ်။သူတို့ကစစ်အုပ်စုနဲ့လည်းတရားဝင်ဆွေးနွေးတာမျိုးမရှိပါဘူး။တစ်ဖက်မှာလည်းတော်လန်ရေးတပ်ဖွဲ့တွေကိုအတိုင်းအတာတစ်ခုအထိတင်နန်းပေးတာမျိုးတွေရှိပါတယ်။ဒါပေမဲ့ NUG နဲ့အနီးကပ်ပူးပေါင်းတာမျိုးတော့မရှိပြန်ပါဘူး။အထူးသဖြင့်ရခိုင်တပ်တော် AA တာမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA လို့ခေါ်တဲ့ကိုးကန့်တပ်ဖွဲ့တွေကိုအဓိကစောင့်ကြည့်ရမှာဖြစ်ပြီးဒီဖွဲ့တွေကငယ်ရွယ်ပြီးတွက်လက်ချချတဲ့ခေါင်းဆောင်မှုတွေရှိကြသလိုရည်မှန်းချက်လည်းမြင့်မားကြတယ်လို့ Thomas King ကသုံးသပ်ပါတယ်။တစ်ဖက်မှာလည်းတရုတ်နိုင်ငံကနေဆက်တည်ငြိမ်လိုလားတာကြောင့်ပြည်ပခါတွေကိုရှောင်ရှားဖို့ဖိအားပေးနေတယ်လို့မြို့သားညီညွတ်ရေးအဖွဲ့ NUG နဲ့ထိတွေ့ဆက်ဆံမှုတွေကိုကန့်သက်လိုတာတွေတွေ့ရတယ်လို့ Thomas King ကထောက်ပြပါတယ်။ဒါပေမဲ့တရုတ်ဩဇာကိုလည်းအလွန်အကျွံမတက်ချက်ဖို့သူကသတိပေးပါတယ်။ But I caution also against overstating China's influence among all the နောက်ပိုင်းအဖွဲ့တွေနဲ့နေပြည်တော်အပေါ်တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုအလွန်အကျွံထက်သွင်းစဉ်းစားတာမျိုးကိုလည်းသတိပြုစေချင်ပါတယ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံမှာဩဇာအကြီးဆုံးနိုင်ငံခြားတိုင်းပြည်တစ်ခုပါ။ဒါပေမဲ့ဒီလိုလွှမ်းမိုးနိုင်မှုမှာလည်းအကန့်အသတ်ရှိပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကိုကြည့်ပါတရုတ်ကသူတို့အဖွဲ့တွေကိုလှုပ်စေချင်တာမျိုးတွေကမကြာခဏဆိုသလိုသူတို့ရဲ့နိုင်ငံရေးရပ်တည်ချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်ဒီလိုအားပြိုင်နေတဲ့အချက်နှစ်ခုကိုသူတို့အမြဲပဲချိန်ဆဖို့လိုပါတယ်တခါတိုင်းသားအဖွဲ့တွေရဲ့ရပ်တည်ချက်တွေပြောင်းလဲဖို့က6လတနှစ်အတွင်းဖြစ်လာမှာမဟုတ်ဘဲအချိန်ယူမှာဖြစ်တယ်လို့တော်လိုင်းကရေရှည်သွားမဲ့ပုံစံလို့သုံးသပ်ကြပါတယ်တစ်ဖက်မှာလည်းမြန်မာအရေးပေါ်နိုင်ငံတကာရဲ့အလေးထားမှုကအားနည်းနေပြီးဘလို့နီးနဲ့ချင်းကပ်မှမသိပဲဖြစ်နေတယ်လို့ ICJ အကြီးတန်းအကြံပေး Richard Hose ကသုံးသပ်ပါတယ် Has been a very low priority for most countries. မြန်မာအရေးဟာနိုင်ငံအများစုအတွက်ဦးစားပေးအဆင့်မှာမပါပါဘူး။ဒါကကိုဗစ်ကြောင့်ရောအခြားအာရုံစိုက်ရမယ့်ကမ္ဘာအရေးကိစ္စတွေရှိနေတာကြောင့်မျိုးမဟုတ်ပါဘူး။နိုင်ငံအများအပြားအနေနဲ့မြေပြင်ကလက်တွေ့အခြေအနေတွေပြောင်းလဲဖို့သူတို့ဘာလုပ်ရမှန်းမသိလို့ဒေသတွင်းကအာဆီယံကိုပဲပုံချပြီးတော့မြန်မာအရေးဖြေရှင်းခိုင်းနေတာပါ။တစ်ဖက်မှာလည်းအာဏာသိမ်းစစ်ကောင်စီကိုထိတွေ့ဆက်ဆံနေတဲ့အိန္ဒိယကဒီနှစ်ထဲမှာစက်မှုထိပ်သီးနိုင်ငံများ G20 မှာဥက္ကဋ္ဌတာဝန်ယူထားတာတခါအရေးပါတဲ့ဒေသတွင်းကအင်အားကြီးဂျပန်ကထိပ်သီးစီးပွားနိုင်ငံများ G7 မှာဥက္ကဋ္ဌတာဝန်ယူတာဒါပြင်ဆရာနာသိမ်းထားတဲ့အိန္ဒိချင်းထိုင်းနိုင်ငံမှာ
ဒီမိုကရေစီအင်အားစုတွေအင်အားပြန်ကောင်းလာတာတွေကမြန်မာရေးအတွက်အခွင့်အလမ်းကောင်းတွေဖြစ်လာနိုင်မလားဆိုပြီးသုံးသပ်ပြောဆိုခဲ့ကြပါတယ်ခင်ဗျာ